အတွေးမလွန်တဲ့ဒေါက်တာအောင်စီးနှစ်ပထမဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်တော်ဟာတာမန်ဆရာဝန်တယောက်ဖြစ်တယ်ဆိုတာပါပဲဆိုတော့ကစိတ်ပညာနဲ့ပတ်သက်တဲ့ဒီစာအုပ်ကိုဘာသာပြန်ရတာအင်မတန်အခက်တွေ့ပြီးဝင်ပြီးခဲ့ပါတယ်အကြောင်းကစိတ်ပညာနဲ့ပတ်သက်တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုတိတိပပမြန်မာဘာသာပြန်ထားတဲ့အဘိဓမ္မာကိုလက်လန်းမမိခဲ့တာတကြောင်ကိုယ်နဲ့မရင်းနှီးလာတဲ့နယ်ပယ်စိမ်းဖြစ်နေတာတကြောင်တို့ကြောင့်ဖြစ်ပါတယ်ဒါဖြင့်ဘာကြောင့်ဘာသာပြန်ခဲ့တယ်လဲလို့မေးလိုက်ရင်တော့အခုခေတ်အခြေအနေမှာမဟုတ်ခေတ်တိုင်းအခြေအနေတိုင်းအချိန်တိုင်းမှာလူစိတ်လူမနောအရာအတွေးလွန်တတ်တဲ့လူတွေရှိနေတာကြောင့်အထောက်အကူတစ်ခုပြုနိုင်အကူအညီတစ်ခုပေးနိုင်ဖို့ရည်ရွယ်ပြီးအတတ်နိုင်ဆုံးအားထုတ်ကြိုးပမ်းခဲ့တယ်လို့ဆိုပါရစေစိတ်ယောဂဆရာဝန်တွေကုထုံးဆရာဝန်တွေစီလက်လန်းမမီသေးတဲ့အချိန်ဝေဒနာတွေကိုအရှင်းမပြောင်းနိုင်သေးဘူးဆိုရင်တော့ကိုယ်မှာဘာတွေခံစားနေရတယ်လဲဘာတွေလုပ်ရင်တက်တာရစေနိုင်မလဲဆိုတဲ့မျှော်လင့်ချက်ကလေးအတိကလေးတပိုင်းတစားလောက်ပြီးနိုင်မလားဆိုတဲ့စေတနာနဲ့ဖြစ်ပါတယ်ထုတ်ဝေသူကကျွန်တော်ကိုစာအုပ်တွေရွေးချယ်ပေးလေးရှိပါတယ်အထူးသဖြင့်လက်ရှိစာအုပ်လောကထဲမှာထုတ်ဝေထားခြင်းမရှိသေးတဲ့ဒါမှမဟုတ်ထုတ်ဝေလေးမရှိတဲ့ဘာသာရပ်ပိုင်းအကြောင်းအရာပိုင်းဆိုင်ရာတွေကိုဦးစားပေးပြီးနှစ်ဦးနှစ်ဖက်တိုင်ပင်ရွေးချယ်ကြတာဖြစ်ပါတယ်။အဲဒါကြောင့်လည်းကျွန်တော်ကိုစာဖတ်သူတွေကြားကလေးပြုစုထိန်းချောင်းရေးဆိုင်ရာအကြောင်းအရာတွေရေးတဲ့စာရေးသူဖြစ်ဖို့တည်ကြပါတယ်။ဒီစာအုပ်ကကလေးပြုစုထိန်းချောင်းရေးနဲ့ပဲပြင်ပကိုထွက်ပြီးဘာသာပြန်ရေးသားထုတ်ဝေတဲ့ထဲကတတိယမြောက်စာအုပ်ဖြစ်ပါလိမ့်မယ်။ပထမစာအုပ်ကတော့စိတ်ကျင့်စဉ်ဆိုင်ရာသဘောတရားတွေအကြောင်းဖြစ်တဲ့အတွေးတို့ဤဆွဲငင်အားစာရိပ်မြုံစာပေဒုတိယတစ်အုပ်ကပျော်ရွှင်ဖို့အတွက်ဆွံ့လွှတ်ရမယ့်15ချက်တားငယ်စာပေတို့ဖြစ်ပါတယ်စိတ်ပညာနဲ့ပတ်သက်တဲ့စာအုပ်တွေအတော်များများထဲမှာတော့လက်ရှိပစ္စုပန်ကိုမြင်အောင်ရှုဖို့အပြတ်သဘောတွေဆောင်တဲ့ကိစ္စရပ်တွေအတွေးအမြင်တွေပေါ်အာရုံမစိုက်ဖို့အတတ်နိုင်ဆုံးငြိမ်းချမ်းအောင်နေနိုင်ဖို့တိုက်တွန်းထားတာတွေကိုတူညီချက်အနေနဲ့တတိထားမိပါတယ်အဲဒီတော့စာဖတ်သူလည်းလက်ရှိအခြေအနေအချိန်အခါမှာငြိမ်းချမ်းစွာနေထိုင်နိုင်စေဖို့ဖြစ်လာသမျှကိုအတွေးလွန်ပူပန်နေတာမျိုးမရှိဘဲအကောင်းဆုံးကြော်ဖြတ်စေနိုင်ဖို့ဆုတောင်းပေးလိုက်ပါတယ်ဒီစာအုပ်ကလေးကလည်းအဲ့ဒီလိုပူပန်နေတဲ့စိတ်နှလုံးတွေအေးချမ်းမှုတစ်စုံတစ်ရာကောင်းကျိုးတစ်စုံတစ်ရာပေးအပ်နိုင်ပါစေကြောင်းဆုတောင်းပေးလိုက်ရပါတယ်ချစ်ချင်းအဖြစ်ဒေါက်တာအောင်စေးနှစ်